အားလုံးပဲမင်္ဂလာပါကျွန်တော်နီးပညာ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ TikTok မှာပေါ့နော်ဗီဒီယိုလေးတင်ပြီးတော့ဝင်ငွေရှာခြင်းနဲ့မိတ်ဆွေတွေအတွက် TikTok မှာဗီဒီယိုလေးတင်ပြီးတော့ပေါ့နော်ဝင်ငွေရှာလို့ရနိုင်တဲ့ Japan Region TikTok account တွေကိုကျွန်တော်တို့ရဲ့ mobile phone ကိုအသုံးပြုပြီးတော့လွယ်လွယ်ကူကူဘယ်လိုမျိုးဖွင့်လို့ရနိုင်မလဲဆိုတဲ့အကြောင်းအရာလေးကို knowledge အနေနဲ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့နီးပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AI Global Technology ပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီကနေ့ video ကိုအတူတူလေ့လာကြည့်လိုက်ရအောင်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီ TikTok account ဖွင့်ဖို့တော့ဗောနော်ကျွန်တော်တို့မှာကဒီ mobile phone တစ်လုံးရှိတယ်ဆိုရင်တော့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီ TikTok account ဖွင့်ဖို့အတွက်ကျွန်တော်တို့ရဲ့ mobile phone နဲ့ဝင်လိုက်မယ် mobile phone နဲ့ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်က Chrome နဲ့ကိုသွားလိုက်ပါမယ်ခင်ဗျာ Chrome နဲ့ကိုရောက်ပြီဆိုတာနဲ့ Chrome နဲ့မှာကျွန်တော်တို့ဒီအသုံးပြုထားတယ်ဗောနော်ဒီအရင်ရက်ကသုံးထားတဲ့ data တွေကိုဗောနော် Chrome နဲ့မှာသုံးထားတဲ့ data တွေကို Drizin browser ဗောနော် Drizin browser မှာသွားပြီးတော့အကားလုံးကို delete လုပ်လိုက်ပါမယ်delete လုပ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့မှာကဒီ premium VPN ပေါ့နော် Japan location ကိုကျွန်တော်ကအသုံးပြုလို့ရတဲ့ VPN တစ်ခုချိန်ထားတယ်ဆိုရင်တော့ရပါတယ်ဒီမှာတော့ကျွန်တော်က Japan VPN ကိုအသုံးပြုပေးထားဖြစ်ပါတယ်ခင်ဗျာ Japan VPN ကတော့အခုနောက်ပိုင်းမှာ Japan server ကိုပေါ့နော်သူကဒီ free သုံးလို့ရတယ်ဆိုတာတော့သိကြမယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီနေ့ဗီဒီယိုမှာတော့ Japan VPN ကိုအသုံးပြုပြီးတော့ဖွင့်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Japan VPN ကိုဖွင့်ပြီးဆိုတာနဲ့ခုနကကျွန်တော် Drizin browser မှာပေါ့နော်ကျွန်တော်အသုံးပြုထားတာဘာမှမရှိတော့ဘူးဒါကြောင့်မလို့ကျွန်တော် search US stat မှာပေါ့နော်ကျွန်တော်တို့ကဒီ my location ဆိုပြီးတော့အရင်ဆုံးတစ်ချက်ရိုက်ချကြည့်ပါမယ် my location မှာဆိုရင်တော့ကျွန်တော်တို့ကဒီ VPN ချိန်ထားပြီးတော့တကြောင်မို့တခါကျရင် network line ကပေါ့နော်မြန်မာပြည်ကဖွင့်မယ်ဆိုရင်ကျွန်တော်မြန်မာ location ဖြစ်နေတာဒါမှမဟုတ်ဒီ Japan region VPN ချိန်ထားပြီးတော့ကြောင့်မို့ Japan location ဖြစ်နေလားဆိုတာကိုတေချာအောင်စစ်မှာဖြစ်တဲ့ကြောင် my location ကိုတစ်ချက်တွားကြည့်ပါမယ်ဒီညမှာဆိုရင်တော့ကျွန်တော်တို့က Japan location Tokyo region ဖြစ်နေတာဖြစ်တဲ့ကြောင့်မို့ Japan region စပြီးတော့အကောက်ဖွင့်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့က connect access box ကနေပဲကျွန်တော်တို့ Japan location ရပြီဆိုတော့ဗောနော် Japan region ဖွင့်မှာအကောက်ဖွင့်မှာဆိုတော့ TikTok account ခါတိုင်းပုံမှန်တိုင်းပဲ TikTok account create ဆိုပြီးတော့ဖွင့်လိုက်ပါမယ်ဒီနေရာမှာဆိုရင်တော့မိတ်ဆွေတို့ကဒီ application ကနေသွားပြီးတော့မဖွင့်နေပါတော့ application ကဖွင့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ network ချိန်ထားတဲ့ region မှာပဲပေါ့နော် network ချိန်ထားတဲ့ region တိုင်းဖြစ်သွားလိမ့်မယ်ဒါကြောင့်မလို့ဒီနေရာမှာကျွန်တော်က sync card တွေပါတယ်ရှိရဆိုရင်လည်း sync card တွေချိန်ထားဖြုတ်ထားဖို့လုပ်မယ်ပြီးရင်ကျွန်တော် sync card က data တွေကိုမသုံးမဲနဲ့ပေါ့နော် wifi ရှိရဆိုရင်တော့ wifi နဲ့ချိန်ပြီးတော့သုံးပေးပါ sign up create TikTok account ကိုနှိပ်ပြီးပြီဆိုတာနဲ့ဒီနေရာမှာဆိုရင်ကျွန်တော်တို့က application ကိုသွားမှလာမေးတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်က next နောက်နှိပ်ပြီးတော့ Google တစ်ခုခုနဲ့ချိန်ပေးလိုက်ပေါ့နော် email တစ်ခုခုနဲ့ချိန်ပေးလိုက်ပါ email တစ်ခုခုကိုကျွန်တော်တို့ကဒီညမှာကျွန်တော်ရဲ့ဖုန်းထဲမှာက email ကောက်တွေကတောက်လျှောက်အများကြီးသုံးတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ဖွင့်နေတဲ့ email ကောက်တစ်ခုကိုပဲကျွန်တော်တို့က choose account မှာရွေးပြီးတော့ကျွန်တော်တို့က continue လေးကိုပဲနှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ကဒီခဏလေးတစ်ချက်စောင့်ပေးရမယ်ပေါ့နော်ဒီညမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီမွေးသက် grade ပေါ့နော်ခုနှစ်လိုက်ရက်တွေကိုကျွန်တော်ကအမှန်ကောင်းဖြည့်ပြရမယ်ကိုယ့်ရဲ့ဒီ personal မွေးနေ့မဟုတ်လေကျွန်တော်တို့ကအသက် 16 နှစ်ပြည့်တဲ့အကောက်ဆိုရင်တော့ဒီပါပေါ့နော် TikTok ကိုစပြီးတော့ဖွင့်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အနည်းဆုံးကျွန်တော်တို့ကစပြီးဖွင့်မယ်ဆိုရင်တော့ဒီ16 နှစ်ပြည့်တဲ့အကောက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ပြီးရင်ကျွန်တော်တို့က next ကိုပဲနှိပ်ပေးလိုက်ပါတော့ဒီနေရာမှာဆိုရင်တော့တချို့နေရာမှာဒီ internet line ချိန်နေကြောင်းရယ် VPN line ချိန်နေကြောင်းရယ်ကျွန်တော်တို့ကအနည်းငယ်ကြားနိုင်ပါတယ်login ရေလုပ်ပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီ Japan region TikTok account ကြီးတာပါเนาะကျွန်တော်တို့ရဲ့ web ဒီ Chrome browser မှာပေါ့เนาะအသုံးပြုလို့ရသွားမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကဒီ account ဖွင့်ပြီးချင်းဆိုတာနဲ့ပေါ့เนาะ VPN တွေပါတယ်တန်ပြီးတော့မဖြုတ်သေးပါနဲ့ဟောဒါကြောင့်လဲဆိုတော့ account က VPN location မငြိမ်သေးတာဖြစ်တဲ့ကြောင့်မို့တစ်ခါတည်းကြာဖွင့်နေနေလောကျသွားတာတွေကဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က account ကဒီ browser ထဲမှာဒီဖွင့်တာပေါ့เนาะအဆင်ပြေသွားပြီလားမပြေသွားဘူးလားဆိုတာစစ်မှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကTikTok application ဒါမှမဟုတ် TikTok ရဲ့ဒီ setting တွေပေါ့နော် account setting ထဲမှာတစ်ချက်သွားပြီးတော့လည်းစစ်လို့ရမှာဖြစ်ပါတယ်အရင်ဆုံးတော့ကျွန်တော်က browser ကနေကျွန်တော်တို့ privacy and setting တွေကပေါ့နော်manage account တွေကကျွန်တော်တို့ Japan location ဖြစ်နေလားတခြားကျွန်တော် internet ချိန်ထားတယ်ကျွန်တော်ရောက်ရှိနေတဲ့ location ဖြစ်နေလားဆိုတော့တစ်ချက်စစ်ကြည့်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ကဒီ application တွေကနေပေါ့နော်တစ်ချက်သွားဝင်မှာဖြစ်တဲ့အကြောင်းမို့ browser ကနေအရင်ဆုံးတစ်ချက် login out လုပ်လိုက်ပါမယ်ဒီဆိုတာနဲ့ကျွန်တော်တို့ကဒီ VPN လည်းမဖြုတ်သေးတယ်ပေါ့နော် VPN လည်းမဖြုတ်သေးပါနဲ့အောင်ကျွန်တော်တို့က application တွေကိုတစ်ချက်သွားဝင်မယ် application တွေကိုရောက်ပြီးဆိုတာနဲ့ကားတိုင်းပုံမှန်တိုင်းပဲကျွန်တော် profile တွေကိုသွားမယ်
ပြီးရင်တော့ကျွန်တော်တို့ကဒီအနာသားအကောက်ကိုထပ်နှိပ်ပြီးတော့ပေါ့နော်ဝင်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ Swiss အကောက်ကနေအနာသားအကောက်ဆိုတာရှိတယ်ပေါ့နော်အကောက်ဆိုတာရှိတယ်အနာသားအကောက်ကိုကျွန်တော်ကအပေါင်းလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ connect ကဒီ Gmail နဲ့ဝင်ထားရဆိုလဲ continue with Google ကိုနှိပ်ပြီးတော့လည်းဝင်လို့ရတယ်လို့ဒါမှမဟုတ်ဖုန်းနံပါတ်ဒီပိုင်းနဲ့ဖွင့်ထားမယ်ဆိုရင်လည်းဖုန်းနံပါတ်ဒီပိုင်းနဲ့တောင်းဝင်လို့ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ကအကောက်ဖွင့်ပြီးဆိုတာနဲ့ဖုန်းနံပါတ်ကိုတော့မထည့်ဘဲနဲ့ဖွင့်ပေးပါတကယ်လို့ဖုန်းနံပါတ်တွေဖုန်းရဲ့ပေါ့နော် SIM ကတ်ရဲ့ internet တွေကိုချိန်ပြီးတော့အသုံးပြုလိုက်မယ်ဆိုရင်တော့ဒီနေရာမှာကျွန်တော်လိုချင်တဲ့ Japan region TikTok အကောက်ကဖွင့်တော့မှာမဟုတ်ပါဘူးဒါကြောင့်မလို့ Japan region ဖွင့်တဲ့အခါကျရင် my location တွေတစ်ချက်စစ်မယ်ပြီးရင်ကျွန်တော် premium VPN ပေါ့နော်အတက်နိုင်ဆုံးဝယ်ပြီးတော့အသုံးပြုမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ကျွန်တော်တို့ AI Global Technology မှာလည်းကျွန်တော်တို့ဒီ VPN နဲ့ပတ်သက်တဲ့ဒီအကောက်တွေအပြင်ပေါ့နော်တခြားဒီ Japan region တွေတော့အကောက်တွေတခြား monetization နဲ့ပတ်သက်တဲ့ service တွေကိုလည်းကျွန်တော်တို့ AI Global Technology Facebook page YouTube channel လေးမှာလည်းပေါ့နော်ဒီအာမခံနေနဲ့လက်ရှိပေါ့နော် service ဝန်ဆောင်မှုတွေပေးနေပါတယ်ဒါကြောင့်မလို့ Mate တွေကဒီလိုမျိုးနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကိုယ်တိုင်လုပ်ကြည့်ပေါ့နော်ကိုယ်တိုင်လုပ်ကြည့်တော့မှအဆင်မပြေဘူးဆိုရင်လည်းကျွန်တော်တို့လည်းလာရောက်ပြီးတော့ဆွေးနွေးတိုင်ပင်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ Mate ရဲ့အနေနဲ့လည်းကိုယ့်ရဲ့ဒီ Telegram အကောင့်တွေအသုံးပြုတဲ့အခါမှာပေါ့နော်ကိုယ့်ရဲ့ TikTok အကောင့်တွေအသုံးပြုတဲ့အခါမှာJapan region TikTok အကောင့်တွေကိုပေါ့နော်ကိုယ့်ရဲ့ mobile phone ကိုအသုံးပြုပြီးတော့လွယ်လွယ်ကူကူနဲ့ဖွင့်လို့ရအောင်ပေါ့နော်ဖွင့်တတ်သားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်ကတော့နီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AI Global Technology ပဲဖြစ်ပါတယ်နောက်ထပ်မိတ်ဆွေအနေနဲ့ကတက်ပြီးတော့ပေါ့နော်နီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင်တခြားဒီ online ပေါ်ကနေဝင်ဝင်ရှာလို့ရနေတဲ့နည်းလမ်းအကြောင်းတွေ monetization နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးတော့ဒီနောက်ပိုင်းကျတော့ဒီ video editing နဲ့ပတ်သက်တဲ့ဒီ tutorial လေးတွေလည်းပြုလုပ်သွားဖို့လို့ရှိပါတယ်။ဒါကြောင့်မို့ဒီလိုမျိုးနည်းပညာနဲ့ပတ်သက်တဲ့အရာတွေကိုအမြဲတမ်းလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ TikTok channel တွေ Facebook channel တွေကျွန်တော်တို့ဒီ Telegram channel တွေပေါ့နော်ဒီ YouTube channel တွေမှာလည်းအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်လို့ဒီလိုမျိုးနည်းပညာနဲ့ပတ်သက်တဲ့အရာတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးတွေကို like and follow လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ။အားလုံးကိုကျွန်တော်ဒီနေ့ဗီဒီယိုကနေနှုတ်ဆက်ခဲ့ပါတယ်။အားလုံးပဲတတိကျအခါသမယမှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါ